ပေးသွားနေရလဲကျွန်တော်တို့တရုတ်တန်းသွားနေတာပါမလေးရှားတရုတ်တန်းလာရိုက်တယ်ဘယ်လိုဒီခုဆိုရင် vlogger ကေဗင်ပြောနေပါတယ်ပြောချက်တော့ပြောဥက္ကရဲ့အကောင့်ကိုယခုချိန်ကစပြီးပိုင်သိမ်းတော့မှာပါဒီနေ့ကပထမဆုံးတင်မဲ့ YouTube မှာတင်မှာဒီဗီဒီယိုက YouTube channel ထောင်လိုက်တာရှောက်ပြောတော့ဒီနေ့ပြုတ်တန်းတော့မှာဖြစ်ပါတယ်။ဟိုကောင်လေးကကျွန်တော်ခေါ်ပြီးတော့ဒီမှာလာဆောင်ခိုင်းတာ။ချိန်တိုင်းက9နာရီအခုက9နာရီ20ပြည့်နေပြီ။ Not good friend not good ။ဘယ်ဘက်တိုင်မှနေလဲတွေ့ရ။ဟိုးဘယ်နာနေတာဒီကောင်ကဒီဘက်ကနေဆင်းလာခဲ့ရတယ်။ကျွန်တော်ဒီမှာလာဆောင်ရထားသွားမဲ့နေရာဟိုးပဲကြမှာဒီအပေါက်ကနေဆင်းပြီးတော့ကားလမ်းကူးရတယ်ဟုတ်ပဲ။ပြီးရနေစလမ်းနေနဲ့ဆောက်ပြီးရမှာ Siri Petalin တော့ခေါ်တဲ့ station ပေါ်အဲ့ရောက်အဲ့ဒီမှာတစ်ပြုတ်တန်းသွားဘာလို့ကျန်တော့အတင်းပါဆောက်တယ်အခန်းတော့ကျန်ခဲ့သေးတယ်နော်ဟုတ်တယ်ခုတော့ဘူးတက်နေငါစောင့်နေတာကြားလာတယ်မိနစ်30လောက်ရှိ not good မင်းကအခုဒီထဲမှာပတ်စံဟွာဆုံးအပေါ်ဆုံးပါမင်းကဒီအပေါ်မှာကုန်ပြီးဟာပတ်စံနေအခုဖင်းယူလုပ်တယ်ပြောတော့မင်းကောင်းနေ follower တော့ဟုတ်မယ်ငါဘုံနေမချင်ရှောင်းတယ်ကျင်းထဲမှာနော်ခုကဒီမှာအဲ့ဒါကြည့်ထားခဲ့ပေါ့ station အောင်ဝင်อ่ะ Siri Petalin nice穿哪里穿哪里面多面多你穿哪里也穿哪里毛怪你讲啊တမန်လိုက်စီးပြီးတော့ဆင်းလာခဲ့တာဒီကင်မရာတကယ်ကြီးကိုထပ်ဆောင်မှာတဲ့2ယောက်လောက်အဲ့တော့ဒီမတ်တိုင်မှာခဏဆောင်နေပါလေဘူးကတော့လာပြီးနောက်မှာလိုက်အော်မရောက်နေဒါရခန်း station ပါ public transport တော့ကောင်းပါလေမလေးရှားမှာကက်လေးနဲ့ဖျက်ပြီးတော့ရထားပဲစီဘတ်ကားပဲစီအကုန်ဆင်ပြေဟုတ်တယ်မလားpublic transport တော့ကောင်းတယ်မလားရှေ့ဒီမှာတော့မင်းအဲ့ဒီဟာတွေကောင်းတော့ကွာ train တွေအရင်ကောင်းတော့ငါတို့ဟွာနဲ့အောင်မလို့တော့ဘူး run နဲ့အောင်မလို့တော့ငါတို့မားမယ်ဘလောကလေးဝင်ရနော်ရောက်တော့ရောက်ပဲဆရာတော့မတိုင်နေမှာပါပလာဇာရိုချက်ဖေဖေပလာဇာဟာကက်အော်โอเคကမ်းမရှိရင်ပတ်စံထုတ်ပြီးတော့တုတ်ကင်းနဲ့တွားရတာအကောက်တော့ရှိသေးတာမဟုတ်အားလုံးပဲမင်္ဂလာပါမလေးရှားရောက်အုပ်ကြီးကိုထုတ်ပြနေကြတာဟုတ်မယ်နော်အကောင်ကောင်ပါမယ်နော်မရောက်သေးဒါအေးလေးတံမွေးတမင်းဒီစားဝိုက်ကောင်းပေါက်ရှိတယ်လေးတစ်ချက်စားပဲဒီစိုးဘောတော့တစ်ချက်စားပဲအလုံးအမေဒါမဲ့ဟိုအပြည့်နော်တော့ကိုအန်တီကိုလည်းရောက်ဘယ်ပဲကိုရင်ပြုတ်တယ်ရောက် I see ရန်ကုန်ကတရုတ်တန်းနေဘာပိုကောင်းတော့ရအောင်ရန်ကုန်ကတရုတ်တန်းနဲ့ဒီဟာနဲ့ကမှန်တိုင်းပြောရင်အဝေးရကြည့်ရင်တော့ပုံစံအနေထားကြီးကြည့်လိုက်အတူတူပဲမကွာဘူးဒီမှာအကင်ရှိမယ်ရှိမယ်ဘီယာရှိမယ်ပြီးဒီမှာကျတော့အခုကောင်းတာကျတော့တရုတ်တန်းရန်ကုန်တရုတ်တန်းဒီမှာဟောဒီဘက်မှာလားဒီဘက်မှာကားလားဟိုဒီတက်ပြီးပြန်ပြမယ်ဟိုဘက်ကတော့ဒီဆိုင်လားတိုင်မှာသားမယ်ရုပ်ပြခုံးယူမယ်ဟောကိုယ်တိုင်ပြလာတာဟိုငေါ့ပြုတ်ပြအမားတွေလည်း
ရတယ်ပြောတယ်လက်ဆုံးမပဲ ဘာမှမြန်မာဆိုင်လားမြန်မာဆိုင်လား ဒါပဲဒီဆိုင်မှာဒီမှာပေါ်တယ်ဒီဘက်ထိုင်ရ I see I see 好进来没？ yeah ဒီကောင်တို့ကဝိုင်းငါရချဲလိုက်မယ် နေရာချက် အဲ့ဟုတ်တယ်ဟုတ် တဲ့လားချက်ဆိုင်တော့မဲ့ပါတော့ ဆိုင်ကနေဟာနိုင်မအမေတို့ဘာပတ်ဝိုင်း ဖွက်ပွားရင် ပတ်ဝိုင်းဟာမလား ဒါဝလာလုံးမယ် ဟမ်ဆက်ကြတော့ဘာပတ် ဒါလေးတစ်ခုယူ ပေါ်မှာโอเคဒါဟဲ့ရတယ်ကျွန်တော်9ရောက်ဝိုင်း9ရောက်ဒီဘက်ထိုင်ဟုတ်ပြီဘယ်လိုလဲကျေးဇူးပါ ညီမကြီးဆိုင်တော့မဲ့ဖွက်ပွားရင် ပတိကောကိုပတိ ဒီရ ရ ချက် လာမတော့တော့ ကိုကကျွန်တော် သူတို့လာမလား 100 plus သူတို့ကမှလိုမှတ်ထားတယ် 100 plus ဒီကဘယ်လိုဟောတာတော့လားဒါမျိုးတော့ ညံနိုင် နေကဲโอ้ยโอ้ဒီတော့มาလာမှာတောင်းတယ်တော့အချောင်းလည်းမဟုတ်ဘူးသေးပြီးတော့စီခါရဲဟွာရဲကိုခါရဲဟွာပြည့်ချလိုက်တာ I see ဖဲလိုက်တာ ချင်းဆက်တယ်လို့အမေဆုံးဆိုင်တော့တို့ရဲ့ဒီကောင် ခမလာစနေရတယ် အားမသိ အဲ့ဒါလေ ဟိုမှာတယောက်ကြည့်ဦးမိတယ် ဟုတ်တယ်ဟုတ်တယ်ချင်းပြဆက်တာတော့ပြောဇုံးနေကြလားအထူးကမြရရတယ်โอเคပါဘယ်ကိုပုံမှု ဒါယူပွဲ ပြောလို့ဟုတ်ကဲ့ ဒီပွဲဒီလေး ငါရပြောရမယ်ခဲညနိုင်နဲ့တက်လာတော့မှငါပြောရတာရလူလဲဆိုတော့ very good အားလေအဲ့ကောင်ဒီနေ့ဘာပြောရအောင်ဒီကစတူပလက်ဒိုဖလက်တီကပလက်တော့လုံးမ စီဆောင်စီဆောင် ရှင်းအောင် ကျွန်တော်ဘာပဲတော့ strawberry စီဆောင်တွေကတော့မြန်ဟာဘာပဲတော့ ကျွန်တော်ကရေခဲမော ဒီကြောင်ဒီကဲမလို့လို့ပြလိုက်ပါရော တော့ဟာလေးကပြင်လာရင်များပါ ပါတယ်အဲ့ဒါမီရွှဲတာမီရွှဲလို့ခေါ်တာလား 对对，冰淇淋。 ဟို basic 现在我有冰淇淋，我喜欢冰淇淋。 ကျော်စင်နာတိုင်းပြောလေ 下载我的冰淇淋，就炒冰淇淋。我喜欢冰。 ဟိုဟာ100 plus อ่ะလက်ဆက်ခေါ်ဟုတ်နော် okay လက်ဆက်ခေါ်လက်ဆက်တော့မှရမှာနော်ဟုတ် တော့ဘယ်တော့မှာလဲနောက်ကောင်မှာဟမ်ဒီအခုပြေးမှာဟိုကလည်းနေတော့ အကျွေးတောင်းနေ Oh sorry ဒီထဲမှာမပေါ့အကျွေးတော့နေဟာကကကထိုင်လာတာ今天我是barbecue 在China Town very good very good very good 好吃好吃好吃ပြေတော့ပြေးနေတော့မသိဘူးအော်ဒီအလေးလား That's pretty cool ဒီပါ ဒီဘောတယ် Even more selection upstairs တော့ဝင်လို့ရတယ်တနေရာချင်းစီမတူဝင်ကပါလို့မျိုးပဲကျန်ချင်ရလာ ဟုတ်လား မထဲလိုက်ကြမယ်လားတနေရာနဲ့တနေရာလုံးဝမတူ ဒီဇိုင်းနဲ့ဆင်းရ အောင် ပါ စင်းနေ တော့ တယ်ဆိုဒီလိုစင်းရမှာ ဟောဒီလိုဆင်းရ အောင်စင်းနေတယ်ဆိုဝင်ကပါလို့မျိုးစင်း ဝင်ကပိုင်း ဝင်ကပါ library လို့ပါစောက်တာအာကီတက်ကအရင်လာတယ် မြန်မာ library နဲ့မတူပါအဲ့တော့ပေါ်တဲ့ရောက်သွားပေါ်တော့မှလည်းဒီ library ကဟိုလိုမျိုးဖြစ်နေတယ်ဆိုတာ ဟောငါဘောတယ် အဲ့အထဲမှာကြည့်ခဲ့အပေါ်ကနေမြင်ရလာအောက်ကနေအပေါ်မြင်ရ ဟာရောမိုင်း shit အနာဝရော Wall Street ပဲ The Wolf of Wall Street Leonardo ဟမ်ဒီကဒါဖြူကောင်းလုံးပဲငါတို့ဓာတ်ပုံရိုက်ဒီမှာမြင်ရတယ် ဟောဟုတ်လား ကျွေးတောင်းကနေဆွဲပြီးဆုံးဆွဲရိုက်တယ်လာ ဟုတ်နော် shit
but I'm sure the one day give me a chance and you'll see. Sharing your love with me will never be, never be. ဒီမှာ contact တွေထားခဲ့ကြတယ်တော့ဒီ blind တွေဖြစ်သွားမှာ ဟောအဲ့လိုလား something love it for အဲ့လိုမျိုး တရားရောက်ဒီမှာ ရေးထားပြီးသား စာရေး ဒီမှာ ရေးထားပြီးသား ရှိရယ်တချို့ကရေးထားပြီးသားရှိရယ်အကယ်မင်းမရေးရသေးဘူးဆိုရင်မင်းရေးပြီးဒီမှာထားခဲ့လိုက်သူကပြန်ဝယ်အဲ့ကောင်မှပြန်ရေးခဲ့မင်းနဲ့သူနဲ့ contact ဖြစ်အဲ့လိုမျိုး ဟော အဲ့လို blind တွေ I ပေါ့ see China downအော်စီတန်လေးတို့ရောပဲเนาะကိုဘောကြစီဘလုံးကြစီမို့နော်ကျလန်ပတလင်း street ဟုတ်တယ်မလားကုန်းလိုက်ပေါ့နော်ဒီဟုတ်တယ်ဘယ်နေရာသွားနေရတော့နာမည်ဘယ်လိုခေါ်ရအဲ့နေရာ အဲ့ဒီက river လိုက် River Light river out လိုက် အော် River of Light နာမည်ကတော့စံကြီးစောက်လို့လဲနာမည်ကတော့စံပြီးကွာချောင်းလေးပေါ့ဘာမှမဟုတ်ချောင်းလေးနဲ့ချောင်းစုံနေတာ အော် အလေမှာစုံတဲ့ဟာကိုညဘက်အငွေလေးနဲ့လွတ်ပေးရတာပဲပြီးပြီက ဒီပါ ဒီ architect တွေရောရှိရော architect တွေရောလာဒီကပုံပြရတဲ့ဟာတွေပိုင်းတော့လာ Okay ဘာကြည့်အောင်ညတော့မိုက်နေပြီကျွန်တော်တို့အခုသွားတာ10နာရီလောက်ရှိမလေးချိန်ပေါ့နော်မလေးချိန်10နာရီလောက်ရှိနေ အဲ့လိုပြန်လာ ဒီနေရာလေးပေါ့ အဲ့ဒီညတော့အငွေတော့ပြတယ်လေခုလွတ်တယ်တော့နဲသွားတာကျလားအငွေ အာ River of Light river လိုက်ဒီဘက် architect တွေရှိတယ်ဘာလို့ပုံနေနာမည်ဟုတ်လား အော်ဟိုမှာရေးရတာ River of Light ဟိုမှာရေးရတာ river လိုက်ဟုတ်တယ် ဆရာကြီးဘယ်လိုတော့မိုက်လား မကန်ရတယ်ဟိုကြီးတော့မဟုတ်သေးဘူးအရင်အထူးဆိုင်ရအောင်ပါလို့ ဒီမှာမီးထုံးတယ်ထုံးတယ်မင်းမီးထုံးတာဘာကြည့်မီးထုံးရလာတော့ဟုတ်အေးဒါအေးလာတာဒါမဲ့သူတို့ဒါဟိုမလို့ဒီရောင်နေထုံးတာဒီမှာဆိုမထုံးဘူးဒီမှာသူပဲထုံးတာဒါဟိုမလို့ဟိုသူတို့ national day ရောက်တော့မယ်လေ31ဆိုတော့ national day အဲ့တော့ဒီမှာမလို့သူတို့နိုင်ငံအလံရောင်ထုံးတာအပြာအနီအဖြူတော့နိုင်ငံအလံ ဒီပေါ်နော်ညီမမလေးရှားဆရာကြီးပါစိတ်ပူကြမလို့ ဘယ်လီတဘယ်လီတော့ကြိုက် ကျော်လိုက်ရှိတယ် လောက်တိုင်းအပန်းချက်ကွမ်း ရှောင်းပေါ်နေအောင်ဟုတ်လို့ ဝိုင်း ကဲပြန်မတော့မယ်ဆင်ရပြီဆိုရင်ဆယ်နာရီခွဲတော့ဆရာတော်ကခုနပဲသွားနေအားရပါတယ်သွား ဒီတာဘယ်လိုလေး ဘာမှအဆင်ပြေမိုက်လား share ပါဈေးကြီးလို့ဟာတယောက်တစ်ခွက်ပဲနှစ်ခွက်တည်းမှာလို့ဆိုပြီးဆိုင်ရောက်ဝင်နေဝိတာရီလေးဝက်လာကြပါတစ်ခွက်ရောလား25မော်ဒီတစ်ခွက်25ကျပ်ဒီကတစ်ခွက်ရင်းက30ရှစ်တော့အကျဉ်းအောင်ပါနိုင်စီးပတ်ဟုတ်ပြောကြတယ်အားရပါ What a day, what an experience. ကဲဒီနေ့တော့ဒီလောက်ပါပဲငင်းချင်းနဲ့တရုတ်ပြန်နဲ့ရောက်သွားတယ်ဒီ River of Light ဆိုတာလေဒီကွာနဲ့ပို့လို့ရောက်သွားခဲ့ညလည်းနေတယ်အဲ့ပြန်ပြီးတော့အိတ်တော့ okay what a day what the fuck ကဲလမ်းခွဲရမယ် တဲ့သွားပြီအောက်ပိုင်းမှာဆိုတာ bye 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 see you bye bye လို့ချိုးရဲကbye bye ဘလို့တော့ ချိုးက တော့ပြတာအဲ့ဒါချက်ဒီညမှာနေရက်ဒီညမှာနေရက်တော့ bye bye bye